အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြမယ့်အကြောင်းအရာလေးကတော့ဂန်ဂလီယွန်ဆိုတဲ့ခြေလက်ရွတ်ကြောအကျိတ်လေးအကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်ဒီဂန်ဂလီယွန်လေးတွေဟာဆိုရင်ကင်ဆာကျိတ်မဟုတ်ပါဘူးလက်ကောက်ကိုခြေချင်းကိုလက်နဲ့ခြေထောက်အယွတ်သို့မဟုတ်အစ်တွေမှာဖြစ်လေးရှိပါတယ်ပုံသဏ္ဍာန်အဖြစ်ဆိုရင်အဝိုင်းသို့မဟုတ်ဘဲဥပုံသဏ္ဍာန်ရှိပြီးတော့အထဲမှာဆိုရင်အရည်တွေနဲ့ပြည့်နေနေတတ်ပါတယ်သူ့ရဲ့အကျိတ်အရွယ်စားဆိုရင်ပဲစိအရွယ်ကနေပြီးတော့1 စင်တီမီတာတချို့ကကြတော့6 စင်တီမီတာလောက်ထိကိုကြီးသွားနိုင်ပါတယ်ဒီအယိုကြောကျိတ်တွေကပုံမှန်အားဖြင့်ဆိုရင်နာကျင်မှုမရှိပါဘူးဒါပေမဲ့တစ်ခါတလေမှာအာယုံကြောကိုဖိမိနေလို့ရှိရင်တော့နာကျင်ထုံခြင်းကြွက်သားအားနည်းခြင်းတို့ကိုခံစားရနိုင်ပါတယ်ဒီအဖြစ်များဆုံးကတော့လက်ကောက်ဝတ်ပေါ့နော်လက်ကောက်ဝတ်မှာသူကလက်ဖမိုးဘက်မှာပို့ပြီးတော့ဖြစ်တွေ့ရလေးရှိပါတယ်ဘာဖြစ်လို့ဂန်ဂလီယွန်လုံးဖြစ်ရတာလဲပေါ့နော်။ဘာကြောင့်လဲဆိုရင်အဆစ်နဲ့အရွက်ကတီရှူတွေပြဲရကနေပြီးတော့ရောင်လာတာကြောင့်ပါ။အဲ့ဒီနောက်မှာဂျယ်လီလိုအရေးတီးပြီးတော့ဖောင်းပြီးပြန်ကားလာတယ်။အဲ့ဒါကြောင့်ဂန်ဂလီယွန်လုံးဖြစ်တာပါ။တခါတလေမှာထိခိုက်မိတဲ့ဒဏ်ပေါ့နော်။အများအားဖြင့်တော့လက်ကဝတ်နဲ့ခြေထောက်မှာဖြစ်တဲ့ဒဏ်ကြောင့်လည်းဂန်ဂလီယွန်လုံးတွေဖြစ်တတ်ပါတယ်။ဘယ်လိုလူမျိုးတွေမှာအဖြစ်များလဲဆိုလို့ရှိရင်အသက်20ကနေပြီးတော့40ကြားအမျိုးသမီးတွေမှာအဖြစ်များပါတယ်လက်သေးကိုနားမှာရှိတဲ့လက်စစ်တွေရောင်နေယောဂရှိတဲ့သူတွေမှာလည်းအဲ့ဒီနားတစ်ဝိုက်မှာအယွတ်ကြောကျိတ်တွေဖြစ်နိုင်ပါတယ်ထိခိုက်ဒဏ်ရာရဘူးတဲ့အစစ်တွေအယွတ်တွေမှာဆိုရင်အကျိတ်ဖြစ်နိုင်ကြီးပိုများပါတယ်ဘယ်လိုမျိုးကုသမလဲများသောအားဖြင့်တော့နာကျင်ခြင်းမရှိဘူးဆိုရင်ကုသမှုခံယူရန်လည်းမလိုအပ်ပါဘူးအကယ်၍အစစ်လှုပ်ရှားမှုတွေကိုအနှောက်အယှက်ဖြစ်လာတယ်ဆိုရင်တော့ဆရာဝန်နဲ့ပြသပြီးတော့အစေးတောက်တာမျိုးအနာသက်တာဖို့ပေါ့နော်အနာသက်တာစီဖို့စေးတောက်တာမျိုးတွေလုပ်လို့ရပါတယ်ဒါမှမသက်တာသေးဘူးဆိုရင်အရေးဆုပ်ထုတ်တာပေါ့နော်ဒါပေမဲ့အရေးဆုပ်ထုတ်တယ်ဆိုတာကတော့ခဏတစ်ဖြုတ်ပဲသက်တာမျိုးပေါ့နော်အကောင်းဆုံးကတော့ခွဲစိတ်ကုတာအကောင်းဆုံးပါပဲတချို့ကကြတော့လေလှုပ်ရှားမှုကိုမလှုပ်ရှားဘူးဆိုရင်မနာဘူးပေါ့နော်အဲ့တော့အဲ့ဒါကိုပတိလေးစီးပြီးတော့လက်ဖြစ်တယ်ဆိုရင်လက်ကိုပတိလေးစီးပြီးတော့ခဏအငြိမ်လေးထားတာမျိုးပေါ့နော်အဲ့လိုမျိုးနဲ့လေဒါလက်တလောကုသလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒါကလက်တလောယာယီအတွက်ပဲကောင်းပါတယ်ရေရှည်ကြီးပတိစီးထားမယ်ဆိုလို့ရှိရင်လည်းဒီအနီးနားကြွက်သားတွေအားနေသွားတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အကောင်းဆုံးကတော့ခွဲစိတ်ကုသတာကောင်းပါတယ်ခွဲစိတ်ကုသတယ်ဆိုလို့ရှိရင်များသောအားဖြင့်ကတော့အဲ့ဒီအရေးအိတ်ကလေးကိုဆရာဝန်တွေကတော့ကုံစင်အောင်တော့ထုတ်တယ်ဒါပေမဲ့တစ်ခါတလေမှာဒီအရေးအိတ်ပေါ့နော်ဆက်သူ့ရဲ့ဒီဂန်ဂလီယွန်ဆက်ကလေးကကြံနေခဲ့မယ်ဆိုလို့ရှိရင်ပြန်ဖြစ်တတ်ပါတယ်အဲ့ဒီဂန်ဂလီယွန်ဆက်ကလေးကလည်းထုတ်ရတာအရန်ခက်ပါတယ်။သူကအစစ်ကြားတွေကနေလာတာဖြစ်တဲ့အတွက်ကြောင့်တစ်ခါတလေမှာခွဲတဲ့အခါမှာအဲ့အစစ်ထဲထိရောက်အောင်ခွဲဖို့ကနည်းနည်းလေးခက်တတ်ပါတယ်။အဲ့ဒါကြောင့်လည်းပါပါတယ်။ဒါပေမဲ့များသောအားဖြင့်တော့တချို့အလုံးလေးတွေကြောင့်လည်းကြောချူပဲဖြစ်သွားနဲ့ထွက်သွားမျိုးရှိရပေါ့နော်။အဲကြောင့်တယောက်နဲ့တယောက်ကတော့မတူပါဘူး။သူတို့ရဲ့ဒီဂန်ဂလီယွန်စစ်ရဲ့အရေးအရဲ့လားရပေါ့နော်ထိုးထွက်တဲ့ပုံသဏ္ဍာန်ပေါ်မူတည်ပြီးတော့လည်းပြန်ဖြစ်နိုင်ကြီးမဖြစ်နိုင်ကြီးရရှိပါတယ်အဲဒါကြောင့်မို့လို့ပါဒီဗီဒီယိုလေးကအကျိုးရှိတဲ့ဘုဒ္ဓတာရတယ်ဆိုရင်အပေါင်းလေးနဲ့အသေးလေးပေးပြီးတော့ repost လေးလုပ်ခြင်းအဖြစ်ခြားသူများကိုလည်း share ပေးပါနော်